အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့လုပ်ပြပေးသွားမှာတော့စီထမင်းအလွယ်ထိုးနည်းလေးပဲဖြစ်ပါရဲ့ရှင်အရင်ဆုံးအိုးထဲကိုစီထည့်လိုက်ပါမယ်ရှင်စီပူလိုက်ဆိုရင်စနွှန်းမုံနဲ့ငယ်နဲ့လှီတိုင်းချက်သွန်ဒီရှစ်လုံးသာထည့်လိုက်ပြီးကျွတ်လာတဲ့အထိကြော်ပေးလိုက်ပါမယ်ရှင်ကျက်သွန်ဒီလေးတွေရောင်လေးရဲပြီးကျွတ်လာပြီဆိုရင်အပေါ်ကဖြူစားဖို့အတွက်တဝက်ကိုဖယ်ထားလိုက်ပါမယ်ရှင်ကျက်သွန်ကြော်ထားတဲ့အိုးထဲကိုပဲတညရေစိမ်ထားတဲ့ကောက်ညင်းဆန်နို့စီပူနှစ်ပူထည့်လိုက်ပါမယ်ရှင်ပြီးရင်ထောင်းထားတဲ့ဂျင်းလေးကိုအရင်ညှစ်လိုက်ပြီးအဖက်လေးပါထည့်ပေးလိုက်ပါမယ်ရှင်ပြီးရင်ကြက်သားမုန့်နဲ့စားနှဲငယ်ထည့်လိုက်ပြီးအားလုံးနှံ့သွားအောင်မှွေပေးလိုက်ပါမယ်ရှင်အားလုံးနှံ့သွားပြီဆိုရင်ရေနို့စီပူနှစ်ပူထည့်ပြီးမှွေပေးလိုက်ပါမယ်ရှင်ရေထည့်ပြီးသွားပြီဆိုရင်အဖုံးအုပ်ပြီးမီးအေးနဲ့တည်ပေးလိုက်ပါမယ်ရှင်ရေခမ်းသွားပြီဆိုရင်ကောက်ညင်းလေးတွေကိုအထက်အောင်လှန်ပေးလိုက်ပါမယ်ရှင်ကောက်ညင်းဆန်လေးကနှက်ပြီးဆိုရင်ပုံသွင်းပြီးတော့ဂျိုးလေးရလာတဲ့အထိမီးအေးလေးနဲ့တည်ပေးလိုက်ပါမယ်ရှင်ဂျိုးလေးရအောင်တည်ထားတဲ့အချိန်မှာလည်းအဖုံးလက်ပြီးရွှေမကြခဏစစ်ဖို့လိုအပ်ပါရဲ့ရှင်အိုးလေးကိုလှုပ်ကြည့်လိုက်တဲ့အခါမှာအောက်ခြေလေးကမကတ်တော့ပဲကွာလာပြီဆိုရင်နောက်တစ်ဖက်ကိုလှန်လို့ရပါပြီရှင်ပြီးရင်ဒီတစ်ဖက်ကိုလည်းဂျိုးလေးရလာတဲ့အထိတည်ပေးလိုက်ပါမယ်ရှင်အခုဆိုရင်နက်လေးမွေးပြီးအီလေးနဲ့စားလို့ရန်ကောင်းတဲ့စီထမင်းလေးရတော့ပါရဲ့ရှင်လမ်းဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးကြတဲ့တငယ်ချင်းအလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်ဘိုင်ဘိုင်